Hello สวัสดีค่ะအခုကတော့ကြောက်ဖြာမင်းရဲ့မီရှူမီဘဘကိုတော့မှဖြစ်ပါတယ်ဂျူနဲ့တူသွားကြည့်ကြရအောင် Let's go နေဘဖောက်ချေကအခုလာမဲ့ဒီဇင်ဘာ9ရက်နေ့ရဲ့6ရက်နေ့ရဲ့9ရက်နေ့ရဲ့13ရက်နေ့ရဲ့14ရက်နေ့ဖြစ်တဲ့အတွက်တငယ်ချင်းတို့လာရောက်ပြီးတော့ကျင်းနိုင်ပါတယ်တငယ်ချင်းတို့ဒီလိုမီရှူမီပန်ပွဲကိုတွန်းချင်းတဲ့ရွှေရဖြစ်ကြောက်ဖီအမင်းရဲ့စပန်စကိုက်ပေါက်ကိုလည်းတွားတက်တယ်လို့စပန်ဖုတ်ပေကလောင်းတော်ကိုလည်းတွားလို့ရပါတယ်တိတိကျကျလေးမြင်ရပါတယ်ထောက်တဲ့နေရာက memory of break ကနေပြီးတော့ထောက်တဲ့တွေ့တိတိကျကျလလပပလေးမြင်ရပါတယ်ရှင့်ကြောက်ဖီအမင်းရဲ့မီရှူမီပန်ပြည့်ချေက8:45ဖြစ်တဲ့အတွက်တငယ်ချင်းတို့စပန်စကိုက်ပေါက်ကို8:00လောက်လာတင်ပါတယ်ဘာလို့လဲဆိုတော့လူလည်းအများများလို့ပါဒါပေမဲ့နေရာကောင်းကောင်းရချင်တဲ့ရှိုးရဖြစ်8:00လောက်လာတင်ပါတယ်ဒါမှဖြူကောင်းလေးရပါမယ်တငယ်ချင်းတို့ရေပြည့်ချေက9မိနစ်လေးတာရှိတဲ့အတွက်လောကလင်းမလို့ပဲချစ်တင်ပါတယ်ချင်းတို့ရေမနေ့ကကြားရလဲရှိသေးတော့မို့ဝါရောက်ကြည့်တင်ပါတယ်မလို့တဲ့အရင်လောက်ပါတယ်